ရေဘေးအလှမှာကင်မရာကြီးတကားကားဖြစ်နေလို့ဝေဖန်ခံလိုက်ရတဲ့ဆယ်လီဖတ်တီမရဲ့အဖြစ်ပြက်အခုတလောနိုင်ငံတော်ဝန်မှာရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်နေတဲ့အတွက်အနုပညာရှင်တွေဆယ်လီတွေနဲ့စေတနာရှင်တွေကရေဘေးသင့်ဒေသတွေစီကိုကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီးလှူဒန်းနေကြတာပါဒီလိုလှူဒန်းကြတဲ့အခါမှာဆိုရှယ်မီဒီယာခေတ်ကြီးရဲ့သဘာဝအရာကိုယ့်ရဲ့အလှူလေးတွေကိုဓာတ်ပုံရိုက်ဗီဒီယိုရိုက်ပြီးလူမှုကွန်ရက်ပေါ်တင်လေးရှိကြပါတယ်ဖတ်တီမကတော့လေးမျက်နှာမျိုးရေဘေးမှာကုညီကယ်ဆယ်ရေးသွားလို့ရင်းနဲ့အလိုက်မသိပဲကင်မရာကြီးတကားကားနဲ့ရိုက်နေလို့ဝေဖန်ခံလိုက်ရတာပါဆယ်လီတွေအလှူသွားလို့ရင်မှတ်တမ်းတင်ဖို့ကင်မရာတွေဖုန်းတွေယူသွားတာကထုံးစံဖြစ်နေလို့ဖတ်တီမလည်းလှူနေတာကိုကင်မရာနဲ့လိုက်ရိုက်ခဲ့တာပါဒါပေမဲ့ရေဘေးသိမ့်ပြည်သူတွေရဲ့မျက်နှာပေါ်ကအမူအရာနဲ့လှူဒန်းနေတဲ့ဖတ်တီမရဲ့ပုံစံကတိတ်ပြီးသားစားတာမဖြစ်ခဲ့ပါဘူးရေဘေးကြောင့်စိတ်တော်ကရောက်ပြီးပင်ပန်းနွမ်းနယ်နေတဲ့သူတွေကကင်မရာကြီးကိုချိန်ရွယ်ပြီးလှူဒန်းနေတာကိုအတော်လေးစိတ်နှောက်ယှက်ဖြစ်နေပုံရပါတယ်ဖတ်တီမကအလှူငွေတွေပေးနေပြီးမြဲအဲ့ဒီဦးလေးကတော့အတင်းညင်းနေကြတာပါရှင်တချို့သောဒေသခံတွေကတော့ကင်မရာကိုမကြည့်ပဲမျက်နှာလွှဲသွားတာတယ်မတတ်မတာဖြစ်နေတဲ့ဟန်ပန်တွေကိုပရိသတ်တွေကသတိထားမိသွားကြပါတယ်ရေဘေးသင့်သူတွေကအိမ်တွေမြုပ်ပိုင်ဆိုင်မှုတွေဆုံးရှုံးပြီးစိတ်ဓာတ်ကျနေခြင်းဖြစ်ပါတယ်ရှင်အဲ့လိုအချိန်မျိုးမှာသူတို့ကိုအလှူပေးပြီးကင်မရာကြီးနဲ့လိုက်ရိုက်နေတာကသူတို့ရဲ့ဂုဏ်သိက္ခာကိုလည်းထိခိုက်စေတယ်လို့အလှူခံဆိုတဲ့တင်ငယ်စိတ်ကိုလည်းပိုပြီးဖြစ်ပေါ်စေတယ်လို့ထောက်ပြကြတာပါဒါကြောင့်တကယ်လှူခြင်းရင်ကင်မရာကိုအိမ်မှာထားခဲ့ဖို့တိုက်တွန်းကြတာလည်းဖြစ်ပါတယ်အလှူလုပ်တဲ့အခါမှာကင်မရာကိုထားခဲ့တင်လားဒါမှမဟုတ်ကင်မရာနဲ့မှတ်တမ်းတင်တင်လားဆိုတာဖတ်တီမရဲ့ဖြစ်ပျက်ကနေဘယ်လိုထင်မြင်မိပါသလဲရှင်ဂျီအပရိသတ်များလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ